လီကိုရှုံးတာမန်ယူညမ်းလို့မဟုတ်ဘူးချန်ပီယံလိဝင်ဝင်ရဖို့တေချာနေပြီးသားပြလို့ရှော့ကန်ပေးလိုက်တာပရိသတ်တော်ပဲမင်္ဂလာပါခင်ဗျာဟင်းသာအိုင်ဘက်ကွန်ရှေကိုမော့ဖ်ဘိုက်စစ်ပရင်စာပေကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်မန်ယူဟာမင်းညာကလေးနဲ့ပွဲမှာ1-2နဲ့ရှုံးသွားတာကိုညမ်းလို့ဆိုပြီးထင်နေကြတဲ့သူတွေကိုနည်းနည်းလောက်ရှင်းပြချင်ပါတယ်အမှန်ကမဟုတ်ဘူးဗျာအဲ့ဒါကအစင်တန်းလို့ခေါ်ရဗျာချန်ပီယံလိဝင်ဝင်ကိုအိတ်ကတ်နဲ့ထည့်ပြီးသားဖြစ်တဲ့ United ဟာမရှိနွမ်းပါသူတွေကိုကယ်တင်ခြင်းဆိုတဲ့မာကျူနာတော်ကြီးကို Old Trafford မှာခင်းချင်းပြသသွားခဲ့တာပါဒီဘက်ကိုသုံးသပ်ရမယ်ဆိုရင်တော့တထေးကြီးကလမ်းဘေးကဆင်းရဲသားကိုတနာလုံးလုံးကွဲရီတကားကိုဟာပေးပြီးရွှေဟိုးကြီးကိုခိုးခိုင်းတယ်လို့မျိုးပါပဲအဲ့လိုမြင့်မြတ်တဲ့စိတ်ထားမျိုးကိုတခြားအသင်းတွေဖြစ်တဲ့အာဆင်နယ်တို့မန်ချက်စတာစီမှာဘယ်တော့မှရှာတွေ့မှာမဟုတ်ပါဘူးပွဲစားကလေးက United ဟာသူတို့ရဲ့မြစ်တာတရားကြီးမားပုံကိုပြလိုက်ပါတယ်ဒီနီရိုဆိုတာကကဘာအကောင်းဆုံးလူငယ်နောက်ခံလူနော်သူကဘောလုံးကိုဘယ်လိုဖျက်ရမလဲဆိုတာကိုမသိဘူးထင်နေလားသူကလေးနိုင်တဲ့အတင်းတိုင်းဆင်မှု Noah Okafor ဘိုက်စာနေတာကိုမြင်သွားတာပါဒါကြောင့်ခေါင်းတိုက်ပြီးဖျက်ထုတ်ချအောင်ဆောင်ကောင် Okafor ရဲ့ခြေထောက်ထဲဘောလုံးကိုပါဆယ်ထုတ်ပေးလိုက်တာပါဒါကဘာနဲ့တူလဲဆိုတော့ကိုကထမင်းဝိုင်းမှာထိုင်နေရင်ဘေးနားကခွေးလေးကဘိုက်စာလို့ကြည့်နေတော့ကိုဘကန်တွေကမဲသားတုံးကိုတမင်တကာစမ်းမြေပေါ်လွှတ်ချပေးလိုက်တယ်လို့မျိုးပါပဲ။ Okafor ကတော့ဂိုးသွင်းပြီးပြောနေရှာတာပေါ့။တကယ်တမ်းသတိကြီးလူကကျွေးလိုက်တာပါဗျာ။ဒုတိယကိုကျတော့ပိုတိတာပါတယ်။ Okafor ကအေရီယာပြင်ကနေလှပပကန်သွင်းသွားတာ။ United နိုင်တန်းကဘာလို့မကာကွယ်တာလဲ။အဖြေကတော့ရှင်းပါတယ်။ပွဲကကြီးလို့မကောင်းရင်ပရိသတ်တွေပြင်းမှာဆိုလို့ပါပဲ။လီကို2ဂိုးလောက်အသာပေးချပြီးမှပွဲကရင်ခုန်ဖို့ကောင်းပါလေ။ United ဟာရာသီကုန်မှာ UCL ဝင်ဝင်ရမှာတေးကြနေပြီဆိုတော့ဒီပွဲမှာအမှတ်ပေးလိုက်တာကတန်းစင်းစုံတွေကလီကိုအသက်ရှူပိုက်တက်ပေးလိုက်တာပါဒီလိုမျိုးပြိုင်ဘက်ကိုငဲညာတဲ့စိတ်တဲ့မျိုးဟာ Man City လို့စိတ်ရောအသင်းတွေမှာမရှိပါဘူးစိတ်ကြီးဆိုရင်တော့တစ်ဖက်အသင်းကို9ဂိုးလောက်သွင်းပြီးအသေးတက်ပါလေ United ကတော့မင်းတို့လည်းလူပဲငါတို့လည်းလူပဲလာမယ့်ရာသီကျရင်အားလုံး Premier League မှာပြန်ဆောင်ကြတာပေါ့ဆိုတဲ့မြစ်တာတရားနဲ့ရှော့ပေးလိုက်တာပါဒီပွဲရဲ့ဆက်ရှင်မြင့်ဆုံးဖြစ်ပျက်ကတော့56မိနစ်မှာလီဆန်ဒိုမာတီးနဲ့အနီကက်ထိသွားတာပါပဲကက်ဘက်စ်လူဝင်ရဲ့စပင်ကိုဆွဲပြီးလို့ဆိုပဲလူတွေကမာတီးနက်ကိုစင်ပထိန်နိုင်ဘူးလို့ပြောကြတယ်မဟုတ်ဘူးဗျာမာတီးနက်ကကက်ဘက်စ်လူဝင်ရဲ့စပင်ပုံစံကိုမကြိုက်လို့စပင်ညက်ဆိုင်လိပ်စာပေးဖို့ဆွဲနှုတ်ဆက်လိုက်တာပါအနေကနေထွက်သွားပေးလိုက်တာကလည်း United ရဲ့အပေးယူပါပဲ17ယောက်ထဲနဲ့17ယောက်ကစားရင်ဒီကဘလို့မှနိုင်မှာမဟုတ်ဘူးလေဒါကြောင့်ငါတို့တယောက်ရှော့ပေးလိုက်မယ်မင်းတို့နိုင်အောင်ကန်တော့ဆိုပြီးကွင်းထဲကနေထွက်ပေးသွားတာပါဒါကမှလီဂါ2-1နဲ့ပဲနိုင်နေဆိုတော့တကယ်တော့လီဂါညံ့တယ်လို့ပဲဆိုရမှာပါပွဲပြီးကန်ဒီမှာကက်စမဲတို့ကတကိုးပြန်သွင်းလိုက်ပါတယ်အဲ့ဒီမှာလီပရိသတ်တွေကမျက်နှာဖြူသွားတာပဲကက်စမဲတို့ကတွေးလိုက်ပုံရတယ်ဟာငါထပ်သွင်းလိုက်ရင်တေးဖြစ်သွားပြီသူတို့ခံစားရတော့မှာပဲတော်ပြီနောက်တစ်လုံးတော့မသွင်းတော့ဘူးပေါ့85မိနစ်မှာသူကောင်းထက်တိုက်တယ်ဒါပေမဲ့ကက်ဘက်လူဝင်ကဂိုးစီဘော်ကနေဖျက်ထုတ်သွားတယ်ကက်စမဲတို့ကတမင်တကာကက်ဘက်လူဝင်ခေါင်းနဲ့တိုင်အောင်တိုက်ပေးလိုက်တာဗျာဒါမှလေးကစားသမားတွေငါတို့တော်လို့နိုင်တာဆိုတဲ့ဂုံယူမှုလေးကြံခဲ့ပါလေဥကာတီကလည်းနောက်ကနေပိတ်ကန်နေဒါပေမဲ့ပရိသတ်တွေကြားရဲကိုပဲကန်တင်လိုက်တာကအမှတ်တရဘောလုံးလက်ဆောင်ပေးလိုက်တာပါပဲဒီဘက်မှာလေးနိုင်သွားလို့1982ခုနှစ်နောက်ပိုင်း Old Trafford မှာပထမဆုံးအကြိမ်နိုင်သွားတာလေဗျာဒီရက်ကလေးကို45နှစ်စာအလွမ်းတွေကိုတညာရင်းနဲ့ဖြေပြောက်ပေးလိုက်တာဒါသမိုင်းဝင်ရရောမှုပါပဲညီကောင်းချော်နေနဲ့ပြောရမယ်ဆိုရင်မင်းညာကမန်ချက်လက်တဲ့ရှုံးနေမှုဟာကြီးမားဆုံးအမှုပညာမြောက်ရှော့ကန်မှုပါပဲ။Okaforကိုလူစွမ်းကောင်းဖြစ်ခွင့်ပေးခဲ့တယ်။လီကို45နှစ်ကြာဂျိန်စာကနေလွမြောက်ခွင့်ပေးခဲ့တယ်။ Gabas လူဝင်ကိုလည်းဂိုးစီဘော်ကနေဖျက်ထုတ်ခွင့်ပေးပြီးဟီးရိုးဖြင့်တင်မြှောက်ပေးခဲ့တယ်။ United ပရိသတ်တွေကိုတခုလောက်မှားချင်တာက UCL သွားရမှာတေးကြနေပြီဆိုတော့ဒီလိုပွဲမျိုးမှာလူသားချင်းစာနာထောက်ထားမှုကိုပြသတာကိုပဲဂုဏ်ယူလိုက်ကြပါစို့။ United ဟာကွင်းထဲမှာရှုံးခဲ့ပေမဲ့ဆေးတဲ့ဘက်မှာတော့ဥရောပရဲ့အကြီးမြတ်ဆုံးအလှရှင်ကြီးအပြင်ရှိနေစေပါပဲ။ဟုတ်တယ်မို့လားခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ